စစ်စင်းမင်းမြန်းကန်တစ်ခုအတွင်းမှာဝါစီကဓာတ်ထိုးခံထားရတဲ့တန်ရာကြောင့်မခံမရနိုင်အောင်နာကျင်နေရပါတယ်။ရဲရရှိဖရီမန်ကသူ့ကိုလက်မှတ်ထိုးဖို့စာရဲစာရဲတချို့ယူလာပေးပေမဲ့ဝါစီရဲ့ညာဘက်လက်ကသွေးတွေထွက်နေတာကြောင့်သူ့ကိုဘယ်လက်နဲ့အတင်းကျပ်လက်မှတ်ထိုးခိုင်းပါတယ်။ဖရီမန်ကသူ့ကိုသူကုခံကာကွယ်ဖို့ပြောစရာရှိလာလို့မေးတဲ့အခါမှာတော့ဝါစီကဒီအကြောင်းအရာတွေဘလို့စတင်ခဲ့တယ်လဲဆိုတာကိုပြန်လည်အမှတ်ရလာပါတော့တယ်။ညနေတကောင်ရဲ့အချိန်မှာဝါစီကသူ့ရဲ့ရေးစားဖြစ်သူပရီမိုနဲ့တိတ်တဆိတ်ချင်းစုတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက်ကပရီမိုရဲ့ကားရဲကိုဝင်လိုက်ပြီးပရီမိုကချစ်ခင်ကျင်နာမှုတွေစတင်ပြသတဲ့အခါဝယ်စီကသူမကိုလက်စွပ်တကွင်းလက်ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကပြိုင်ဘက်ဂိုင်းဝင်တွေဖြစ်နေတာကြောင့်လူရှိမှတူတူမရှိတဲ့ကြောင်းနဲ့သူတို့ကြားမှာတကယ်ပတ်သက်မှုမျိုးမရှိပဲပြောင်းသီးတန်တာဖြစ်ကြောင်းပရီမိုကသတိပေးပါတယ်။ဝါစီကသူမနဲ့အတူထွက်ပြေးခြင်းပေမဲ့ပရီမိုကတော့လက်စွပ်ကိုသာပြန်ပေးခဲ့ပါတယ်။အဲဒီအချိန်မှာပဲသူတို့နောက်မှာရဲကားတစ်စီးရက်လိုက်ပြီးရဲရီယာပရီမိုကိုကားပေါ်ဟာဆင်းမှုပြောပါတယ်။သူမဆင်းသွားပြီးတဲ့နောက်ကားရဲကိုစစ်ဆေးတော့ကြီးထက်ထားတဲ့တနက်တလက်ကိုတွေ့သွားပါတယ်။ရဲရရှိအီတန်ကတနက်ကိုကြည့်ပြီးတုံဆိုင်နေပေမဲ့သူရဲ့အုပ်ကတော့ညာကင်းလှည့်အဖွဲတဲ့ဝင်ချင်းဒါကိုလုံးရမယ်လို့သတိပေးပါတယ်။ရုတ်တရက်အီတန်ကတနက်ကိုမြောက်လိုက်ပြီးပရီမိုရဲ့ဦးခေါင်းကိုပြစ်တက်လိုက်ပါတယ်။ကျောင်းလိုက်တကြားနဲ့ဝါစီချက်ချင်းထွက်ပြေးပြီးတော့ရဲတယောက်ကလည်းသူ့နောက်ကိုလိုက်ပါတယ်။အီတန်ကမြေပြင်ပေါ်မှာပဲနေတဲ့ဝါစီရဲ့စပိန်ကိုတွေ့သွားပြီးစပိန်မှာကတ်ထားတဲ့စတစ်ကာတစ်ခုကဝိုင်းစုရဲ့လမ်းအနီကိုပြသနေပါတယ်။ဝါစီကအတော်ကြာပြေးပြီးတဲ့နောက်နိုင်ရတစ်ခုနောက်မှာပုံပြီးတော့အမောဖြစ်နေတော့ရဲအောင်သူ့ကိုတွေ့သွားပြီးတော့တနက်နဲ့ချင်းလိုက်ပါတယ်။ဒါပေမဲ့ဝါစီရဲ့လက်စွပ်ကအစိမ်းရောင်တောက်လာတာကိုမြင်လိုက်ရတဲ့အခါမှာတော့အဲဒီရဲကထွက်ပြေးသွားပါတယ်။နောက်တနေ့မနက်မှာတော့အီတန်ကအကြောင်းတစ်ခုကိုသွားပြီးတော့သူ့ရဲ့ရဲအလုပ်အကြောင်းဟောပြောပါတယ်။ရုတ်တရက်ဂိုင်းဝင်ဇာဗီယာကအခန်းထဲကိုဝင်လာပြီးတော့တနက်နဲ့ပြစ်ခတ်လိုက်တာကြောင့်ကျောင်းသားတွေထိတ်လန့်ကြပုံအောင်ကြရပါတယ်။ဇာဗီယာကကျောင်းသားတယောက်ကိုသူ့နောက်ကိုခေါ်ပြီးတော့လက်မဆုပ်ခိုင်းတဲ့အထိကြမ်းတမ်းလာတဲ့အခါမှာအီတန်ကဝင်ကြပြီးတော့ဒါကတရုတ်ပြပွဲတက်တက်တာဖြစ်ကြောင်းနဲ့တနက်ထဲမှာရန်တောင်အလွတ်တွေပဲပါကြောင်းဖွင့်ပြောလိုက်ပါတယ်။ကားပါကင်မှာတော့အီတန်ကဇာဗီယာကိုကျောင်းထဲမှာအဲ့လိုလုပ်တဲ့အတွက်ဆူပူပါတယ်။ဒါပေမဲ့ဇာဗီယာကတော့ကလေးတွေရာဇဝဲမှုမလုံးမိအောင်ခြောက်လန့်လိုက်ရတာတတ်ပါတယ်လို့ပြန်ပြောပြီးတော့ထွက်လာတဲ့ကျောင်းသားကိုတော့ထပ်ပြီးတော့ခြောက်လိုက်ပါသေးတယ်။အဲဒီနောက်မှာသူတို့နှစ်ယောက်မျိုးတွေကိုကင်းလှည့်ရင်းနဲ့စကားစမြည်ပြောကြပါတယ်။ဇာဗီယာကအရင်ကဂိုင်းထဲမှာရှိခဲ့ဖို့ပြီးတော့အီတန်ကတော့ရေတက်အထူးတပ်ဖွဲ့ကဖြစ်ခဲ့ဖို့ကြောင့်အချင်းချင်းဆောက်နောက်ကြပါတယ်။လမ်းမေးစားတောက်ဆိုင်တစ်ခုမှာစားတောက်နေတော့အီတန်ကဇာဗီယာကိုသူဂိုင်းထဲမှာရှိစဉ်ကဘွိုင်းဆိုတဲ့သူကိုတိတလားလို့မေးပါတယ်။ဇာဗီယာကတော့အဲ့ဒါသူ့မောင်လေးရဲ့ဂိမ်းကစားတဲ့အမိကမ်းမှာဟန်ကျဲဖြစ်ခဲ့ဖို့ကြောင့်ပြောပြီးတော့သူ့မောင်လေးစီဖုန်းဆက်မိပါတယ်။ဝါစီကအဲ့ဒီအမိကိုကြားလိုက်ရတဲ့အခါမှာချက်ချင်းပဲဖုန်းချလိုက်ပြီးအဲ့ဒီနောက်ဝါစီကပရီမိုရဲ့ဂိုင်းကျုပ်စီကိုသွားပေမဲ့ဂိမ်းဝမှာတင်လူတစ်ယောက်ကသူ့ကောင်းကိုအိတ်နဲ့ဆွတ်ပြီးတော့ဖမ်းဆီးသွားပါတယ်။ခဏကြာမှတော့ဝါစီကကလတ်ထိုင်းမှာအချီခံထားရပြီးတော့ဂိုင်းဝင်နေဝိုင်းနေတာကိုတွေ့ရပါတယ်။ကောင်းဆောင်ဘော်လီနီယက်စ်ကဝါစီကိုရန်ဆလာတဲ့ထင်ပြီးတော့တနက်နဲ့ချင်းမိမဲ့ဝါစီကရဲရီယာသူ့အမပရီမိုကိုတက်လိုက်တာလို့ပြောပြပါတယ်။သူကညာကင်းလဲအဖွဲအကြောင်းနဲ့ပရီမိုအဲ့ဒီနေရာမှာရှိနေမှာကိုသူတို့ဘလို့သိတယ်လဲဆိုတာကိုပြောပြပါတယ်။ကော်လီနီယက်စ်ကတန်တရားဖြစ်ပြီးတော့ဝါစီကိုလူဟုတ်မဟုတ်စနဲ့စစ်စစ်ခိုင်းပါတယ်။ပြီးတော့ရဲရီယာဘာလို့သူ့ကိုလွတ်ပေးလိုက်တာလဲလို့မေးပြီးတော့ဒေါသတကြီးနဲ့တရှုကိုဆွဆွေးပါတယ်။ဝါစီယာသူတကယ်မသိကြောင်ကျိန်ဆိုခဲ့ပေမဲ့ဘော်လီနီယက်စ်ကမယုံပါဘူးခဏကြာမှတော့သူတို့အဖွဲကပရီမိုရဲ့ကားနဲ့သူမရဲ့အင်ကအစိပ်ပိုင်းတွေပြတ်တောက်နေပြီးကြိုက်ခဲခံထားရတဲ့အလောင်းကိုတွေ့ရှိသွားပါတယ်ဂိုင်းဝင်တွေကဘလို့တရဝါမျိုးကတောင်းလောက်တာလေးလို့ညှင်းခုန်ကြပေမဲ့ဝါစီယာတော့ရဲရီလောက်တာလို့သာအခိုက်အမာပြောပါတယ်သူတို့ကပရီမိုရဲ့ဝင်းကျင်အေးချမ်းမှုအတွက်ထင်းတိုင်တွေနဲ့ပရမစ်ပုံစံလုပ်ပြီးတော့တန့်စင်ပေးခဲ့ကြပါတယ်ဘော်လီနီယက်စ်ကတော့သူမကိုတက်ခဲ့တဲ့အရာနောက်ထပ်သူတို့စီကိုလာအောင်ပါပဲလို့ညီကုန်းကျုပ်လိုက်ပါတယ်ညနေပိုင်းမှာတော့ဝါစီအိမ်ပြန်ရောက်ပြီးတော့နေရကအပေါက်တစ်ခုကိုဖွင့်ကြည့်တဲ့အခါမှာသူ့ဝတ်ထားတဲ့ငွေတွေအစားငါအိမ်ငါပတ်စံလို့ရေးထားတဲ့သူ့အမေစီယာစတိုးပဲတွေ့ရပါတယ်။သူ့အမေအာယနာကတညလုံးအပြင်သွားတဲ့အတွက်စူပူပြီးတော့သူမရဲ့လက်စွပ်ကိုခိုးသွားတာကိုသိတော့ထိတ်လန့်သွားပါတယ်။ဝါစီယာဖြစ်သမျှကိုပြောပြတဲ့အခါမှာအာယနာကဒါသူတို့လူမျိုးတွေအပေါ်ရဲရီရဲ့အာယုံစိုက်မှုကိုခေါ်ဆောင်လာတာဖြစ်ပြီးသူ့အဖေကိုလည်းအဲ့လိုပဲတတ်ခဲ့တာလို့သတိပေးပါတယ်။အာယနာကကောင်းမှုနဲ့မကောင်းမှုအင်အားစုတွေအကြောင်းပြောပြီးတော့စစ်ပွဲအတွက်ပြင်ဆင်ရမယ်လို့ကြေညာပါတယ်။ဒါပေမဲ့လည်းညာကင်းတဲ့အဖွဲ့ကမျိုးရဲပတ်ပြီးဂိမ်းကစားနေတဲ့သူဒါမှမဟုတ်အမိုက်ဖြစ်နေတဲ့သူတွေလိုမျိုးဘာအဖြစ်မှမရှိတဲ့လူအမျိုးသားတွေကိုတပ်ဖြတ်နေကြပါတယ်။ရဲတယောက်ကသေဆုံးသူရဲ့တရားကိုတို့ပြီးတော့သွေးကိုယ်တော်မြည်ကြည့်နေပါတယ်။ဘာတခုမှတော့အီတန်နဲ့ဇာဗီယာတို့ဘီလီရဲ့ကစားနေရင်ရဲတယောက်ရောက်လာပြီးအီတန်ကိုညာကင်းလှည့်အဖွဲ့တဲ့လက်ခံလိုက်ပြီးဖြစ်ကြောင်းပြောပါတယ်။သူတို့ကကိုရောင်တစ်ခုထဲမှာတနက်တွေရှောက်ပြစ်ပြီးတော့တောက်ဆန်းအောင်ပွဲခံကြရင်နဲ့ဇာဗီယာကညာကင်းလှည့်အဖွဲ့ကြောင့်ထက်ကောင်တလေးလေးမေးနေတာကြောင့်အီတန်ကသူလဲဝင်ကျင်နေမှန်တည်သွားပါတယ်။ဇာဗီယာသူ့အဖေကခရလစ်ဂိုင်းဝင်ဖြစ်ပြီးတော့မိသားစုတစ်ခုလုံးကိုဝင်ခိုင်းခဲ့ကြောင်းသူ့အမေကအာဖရိကမော်ပညာကိုဆွဲလန်းပြီးတော့စကားများရာကနေသူ့အဖေကိုတနက်နဲ့ပြစ်ခဲ့ဖို့ကြောင်းရှင်းဖွင့်ပါတယ်။အီတန်ကလည်းသူ့အဖေကညာကင်းလှည့်အဖွဲ့ဟာဖြစ်ပြီးတော့တာဝန်ထမ်းဆောင်နေတဲ့တည်ဆုံခဲ့တာဖြစ်ပေမဲ့သူ့အဖေရဲ့အဖွဲ့သားတွေကပဲလှုပ်ကြံခဲ့တာလို့တန်တရားရှိကြောင်းပြန်ပြောပြပါတယ်။အဲဒီအချိန်မှာပဲသူရဲ့အုပ်ကအီတန်ကိုလာခေါ်ပါတယ်။
အေးတန်မထွက်သွားခင်မှာဆာဗီယာသူ့မောင်လေးကိုဆောင်းလျှောက်ပေးဖို့အကူအညီတောင်းပါတယ်။ကားမောင်းနေတော့မှဒူရဲ့အုပ်ကအေးတန်ရဲ့ရေတပ်ကဖိုင်အကြောင်းနဲ့အာဖဂန်နစ္စတန်ကအေးတန်ရဲ့တပ်ဖွဲ့ကိုအလင်းငိုက်တိုက်ခိုက်ဖို့ကြိုးစားတဲ့သူတွေကိုခေါင်းဖြတ်ပြီးတော့တစုထိုးခဲ့တဲ့အကြောင်းကိုပြောပါတယ်။ဒူရဲ့အုပ်ကတော့ဒါကိုသဘောမကျပဲအဖွဲ့သားတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့တတိပေးပါတယ်။နောက်ဆုံးမှာတော့ကားကဝါစီတို့အိမ်ရှိမှရက်လိုက်ပြီးအေးတန်ကကားနောက်ဖုံးထဲကစွန့်ပစ်ခံထားရတဲ့စက်ဘိန်းကိုယူသွားပါတယ်။အယနာကသူ့ကိုလုံခြုံရေးကင်မရာကနေမြင်လိုက်ပြီးတော့တကားဖွင့်မိပါတယ်။အေးတန်ကစက်ဘိန်းလာပေးတာလို့အကြောင်းပြုပြီးအိမ်ထဲကစပွဲပေါ်မှာရှိတဲ့ထူးဆန်းတဲ့လက်ကမ်းစာဆောင်တွေကိုတတိထားမိသွားပါတယ်။ဝါစီယာအေးတန်ကိုမြင်တော့အံ့ဩသွားပြီးတော့ပရီမိုတေဆိုးမှုကိုပြည့်မြင်ရောက်ကနှုတ်ဆက်နေပါတယ်။အေးတန်ကစပိန်ကိုကောင်းကောင်းအသုံးချဖို့ပြောပြီးတော့ထွက်သွားပါတယ်။ကားဝရောက်တော့အေးတန်ကဝါစီအိမ်မှာမရှိဘူးလို့ဒူရဲ့အုပ်ကိုလိန်ပြောလိုက်ပါတယ်။အဲဒီနောက်အေးတန်ကိုညာကင်းလေအဖွဲရှိရာကိုရောင်တစ်ခုကိုခေါ်သွားပြီးတဲ့အခါမှာတော့တေဆုံသွားပြီလို့ထင်ထားတဲ့သူ့အဖေဟော့ကင်ကိုတွေ့လိုက်ကြလို့အံ့အားသင့်သွားပါတယ်။အေးတန်ကမူးဝင်လာပြီးတော့ဒါကိုအစ်စ်မှန်လို့မယုံနိုင်ဖြစ်နေပေမဲ့ဟော့ကင်ကတော့သူကသွေးနဲ့ရေချိုးပြီးမှပြန်လည်မွေးဖွားလာတာဖြစ်ကြောင်းနဲ့အေးတန်လည်းအဲ့ဒီနည်းတူလုပ်ရမယ်လို့ပြောပါတယ်။အေးတန်ကသူ့အဖေတည်သွားပြီလို့ညှင်းဆန်ပေမဲ့ဟော့ကင်ကသူ့သားအတွက်ဂုဏ်ယူကြောင်းပြောတဲ့အခါမှာအေးတန်ငိုပြီးတော့ဖတ်လိုက်ပါတယ်။အေးတန်မူးဝင်နေတော့မှဒူရဲ့အုပ်ကသူ့ကိုထိုးကြိတ်လိုက်ပြီးဟော့ကင်ကဓာတ်နဲ့သူ့သွေးတွေကိုအေးတန်ရဲ့ပါးစပ်ထဲကိုလောင်းထည့်လိုက်ပါတယ်။အေးတန်ကသွေးတွေကိုမျိုးချလိုက်ပြီးတဲ့နောက်ဟော့ကင်ကထာဝရအသက်ရှင်လို့ပြောပြီးတော့အေးတန်ကိုတနက်နဲ့အကြိမ်ကြိမ်ပြစ်တက်လိုက်ပါတယ်။နောက်တနေ့မှာတော့ဖရီမန်ကဇာဗီယာကိုအကြောင်းကကိစ္စအတွက်စုပူပါတယ်။ဇာဗီယာညာကင်းတဲ့အဖွဲ့ထဲဝင်ဖို့တောင်းဆိုပေမဲ့ဖရီမန်ကညှိလိုက်ပါတယ်။အဲဒီနောက်ဇာဗီယာကအမျိုးသမီးတွေအပေါ်ယုံစရာကောင်းတဲ့စကားတွေပြောတတ်တဲ့ရေဒင်းနဲ့အတူကင်းလိုက်ရပါတယ်။တစ်ဖက်မှာလည်းဝါစီကအိမ်မှာတချင်းသားထောင်နေတော့အမေဖြစ်သူအာရီယာရေမိုးနဲ့ပြစ်ပပြီးတော့တချင်းပိတ်ခိုင်းကမိတ်ဆွေတွေရန်ကနေရက်ွက်ကိုကာကွယ်ဖို့အကူအညီပေးခိုင်းပါတယ်။ဝါစီကအပြင်ထွက်ပြီးတော့လက်ကမ်းစာဆောင်တွေဝေတဲ့အခါအငင်းချင်းတွေကသူ့ကိုခလေးတယောက်လိုခိုင်းစေခံရတာကိုလှောင်ပြောင်းကြပါတယ်။အဲဒီနောက်ဝါစီကအရီနာရဲ့ညွှန်ပြချက်အတိုင်းဇာဗီယာစီကိုဖုန်းဆက်ပြီးတော့လူတက်မှုတစ်ခုကိုမြင်ခဲ့တယ်လို့ပြောကတွေ့ဖို့ချိန်ဆိုလိုက်ပါတယ်။စကန်မှာဇာဗီယာအေးတန်ကိုလိုက်ရှာပေးမဲ့မတွေ့ပါဘူး။ဒါကြောင့်သူရဲ့အုပ်ကိုအေးတန်စီမှာလူတက်မှုအတွက်သဲလွန်စာရှိကြောင်းပြောခိုင်းလိုက်ပါတယ်။ဇာဗီယာနဲ့ရီတာတို့ကလူမဲရက်ွက်တွေကစားတောင်းဆိုင်တစ်ခုကိုရောက်တဲ့အခါမှာဝါစီကစောင့်နေတာကိုတွေ့ရပါတယ်။ဇာဗီယာသူ့မောင်လေးကိုလိုက်ခဲ့ဖို့ပြောပေမဲ့ဝါစီကမလောက်တာကြောင့်ရီယနာကတန်းတန်းနဲ့ချင်းချလိုက်ပါတယ်။အဲဒီမှာပဲအယန်လာကရေမောပြီးတော့ဇာဗီယာကစိတ်ပြက်စရာကောင်းတဲ့သားလို့ပြောပါတယ်။အယန်နာဇာဗီယာကိုညာကင်းလက်အဖွဲရလူတက်ခဲ့တဲ့အကြောင်းသတင်းစကားပါခိုင်းပြီးတော့ဇာဗီယာကမပြန်ပဲဂိုင်းဝင်တယောက်ကိုထိုးလိုက်တဲ့အခါအယန်နာကတန်းတန်းနဲ့ရပ်ပြီးတော့ဝိုင်းရိုက်ခိုင်းလိုက်ပါတယ်။အဲဒီနောက်ဝါစီကဘော်လီနီယာစီဖုန်းဆက်ပြီးတော့ပရီမိုကိုတက်ခဲ့တဲ့ရေဒီညမြို့ထဲမှာကင်းလှည့်နေလိမ့်မယ်လို့ပြောပါတယ်။အယနာကတော့အိမ်အိုင်လက်ဖွဲတွေနဲ့တားဆီးနိုင်မယ်လို့ထင်နေပေမဲ့ဝါစီကတော့အားလုံးသိကုံမှာကိုကြောက်နေပါတယ်။ညနေပိုင်းမှာညာကင်းလေးအဖွဲ့ကိုကိုရောင်မစုဝေးကြပြီးဟော့ကင်ကသူ့သားကောင်တွေကိုမတနာကြဖို့မိန့်ခွန်းပြောပါတယ်။တတိမိနေတဲ့အေးတန်ကိုဟော့ကင်ကနှိုးလိုက်ပြီးမင်းကိုဖျားသခင်ရဲ့ပုံတရံအတိုင်းဖန်ဆင်းထားတာလို့ပြောကတန်ဆွဲတစုံကိုပေးလိုက်ပါတယ်။ညာကင်းလေးအဖွဲ့ကလူမဲရက်ကွက်ကိုရောက်လာပြီးဝရမ်းမပါပဲဝင်စီးပါတယ်။သူတို့ကခရစ်ကိုင်းကဖြူကိုင်းဝင်ပရီမိုကိုတက်လိုက်လို့ဂိုင်းချင်းပြန်လဲစားချင်နေကြတာဆိုတဲ့ဇလန်းစင်ပြီးအဲ့ဒီအကြောင်းပြချက်နဲ့ဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်။ဘော်လီနီယက်နဲ့အာရီနာတို့ကတွေ့တဲ့အခါမှာရဲရီကဂိုင်းချင်းချန်တိုက်ပေးဖို့ပရီမိုကိုတက်လိုက်တာမှန်တည်သွားကြပြီးတော့ဂိုင်းနှစ်ခုပူပေါင်းပြီးရဲကိုပြန်တိုက်ဖို့သဘောတူကြပါတယ်။ဇာဗီယာနိုးလာပြီးတော့စကန်ကိုအကူကြီးတောင်းပေးမဲ့ညာကင်းလေအဖွဲ့ကလာနေပြီလို့ပဲအကြောင်းပြပါတယ်။အဲဒီမှာအီတန်ကရောက်လာပြီးတော့ဇာဗီယာနဲ့အတူဝါစီတို့ကိုကဲဖို့သဘောတူလိုက်ပါတယ်။မြို့ထဲမှာမီးတွေပြတ်တောက်သွားပြီးဂျယ်ရီကတန်းငွေပုံးတွေတုံးကလူနေအိမ်တွေကိုဝင်ဆင်းပြီးတော့အရက်သားတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်ကြပါတယ်။လူမဲရီရဲ့သွေးတွေကိုဘုံကြီးတွေနဲ့ဆူဆောင်းကြပြီးတော့တချို့ရဲရီကတော့သွေးကိုအစိမ့်လိုက်ရက်နေကြပါတယ်။အေတန်ကသူ့အဖေရဲ့သွေးတောက်ဖို့တိုက်တွန်းတဲ့အတန်ကိုကြားနေရပြီးနောက်ဆုံးမှာတော့စိတ်လွတ်သွားကသူ့တငယ်ချင်းဆာဗီယာရဲ့လက်ဘင်းကိုကပ်ပြီးသွေးတောက်လိုက်ပါတယ်။ဝါစီယာတာကိုမြင်သွားပြီးတော့ဘော်လီနီယက်တို့အဖွဲ့ကအီတန်ကိုတန်းတန်းနဲ့ပြစ်လိုက်ပေမဲ့အီတန်ကတော့ဒဏ်ရာတွေချက်ချင်းပြန်ပြောက်ပြီးပြေးသွားပါတယ်။တစ်ဖက်မှာလည်းဒူရဲ့အုပ်ကဖမ်းမိထားတဲ့လူမဲတွေကိုငါတို့အတွက်သွေးပေးရမယ့်သူတွေလို့ပြောပြီးတော့တပ်ဖြတ်နေတော့မှအီတန်ရောက်လာပြီးတော့ဒူရဲ့အုပ်ကိုပြန်တိုက်ပါတယ်။ဝါစီနဲ့ဘော်လီနီယက်တို့ထွက်ပြေးသွားနိုင်ခဲ့ပေမဲ့အီတန်ကတော့သူ့အဖေဟော့ကင်းရဲ့ထိန်ချုံမှုကိုခံရပါတယ်။အီတန်ကအပြစ်မရှိတဲ့အမျိုးသမီးတယောက်ကိုတပ်ဖို့ညှင်းဆန်ပေမဲ့ဟော့ကင်းကအီတန်ရဲ့လက်ကိုအတင်းထိန်ချုပ်ပြီးအီတန်ကိုယ်တိုင်သူ့ရဲ့လက်ဘင်းကိုလှိခိုင်းလိုက်ပါတယ်။ဝါစီရောကဇာဗီယာရဲ့အလောင်းနှောင်းမှာငိုနေတဲ့အယနာကိုတွေ့ပါတယ်။ဘော်လီနီယက်ကဆက်တိုက်ဖို့ထွက်သွားပြီးတော့အီတန်ကထပ်ပေါ်လာတဲ့အခါဘော်လီနီယက်တက်သားတဆိုးနဲ့အီတန်ရဲ့ရင်ဘတ်ကိုထိုးလိုက်ပါတယ်။အယနာကလက်စွပ်လိုမျိုးရှေးဟောင်းပစ္စည်းတွေကကာကွယ်နိုင်ကြောင်းရှင်းပြပါတယ်။ဝါစီကကော်ပြားလက်ကင်ကိုချိုးပြီးတော့တစိုးနှစ်ခုလုံးလိုက်ပါတယ်။သူတို့တွေရဲတယောက်ကိုတစိုးနဲ့ထိုးတက်လိုက်နိုင်ပေမဲ့အီတန်နဲ့ရဲအဖွဲ့ရောက်လာတဲ့အခါမှာတော့တစိုးတွေကအလုံးမဖြစ်တော့ဘူးဆိုတာသိလိုက်ရပါတယ်။ဘော်လီနီယက်ကဘုံခွဲပြီးတော့ရဲတွေကိုတားဆီးပေးလိုက်ပါတယ်။ဝါစီနဲ့အယနာတို့တိုက်ခန်းထဲမှာပုံနေတော့ဟော့ကင်းကအီတန်ရဲ့ကိုရဲကနေစကားပြောပါတယ်။အယနာကဝါစီရဲ့အဖေတွေကလည်း
ဗေမိုင်းရဖြစ်ခဲ့ပြီးတော့သွေးရဖို့အတွက်ရဲတွေအတွက်အလုပ်လုပ်ပေးခဲ့ရကြောင်းဖွင့်ပြောလိုက်ပါတယ်။နောက်ဆုံးမှာအယနာဝါစီကိုလက်စွပ်ပေးပြီးတိုက်ပွဲဝင်မှုပြောကသိဆုံးသွားပါတယ်။ဝါစီယာသူ့အမေပြောတဲ့လက်နက်ကိုရှာတဲ့အခါမှာရှေးဟောင်းဝစ်စုံနဲ့လှန်တစ်ချောင်းကိုတွေ့ရပါတယ်။လှန်ကအလင်းရောင်တောက်လာပြီးဗေမိုင်းရတွေကိုကြောင်းလန့်သွားစေပါတယ်။အီတန်ကဟော့ကင်းကဝါစီကိုလေတဲ့အထိဆွဲတင်သွားပေမဲ့ဝါစီယာလက်စွပ်နဲ့ထိုးနှက်တိုက်ခိုက်လိုက်တဲ့အခါမှာအီတန်ပောက်ကွဲပြီးတော့နှစ်ယောက်လုံးမြေပြင်ပေါ်ပြုတ်ကျလာပါတယ်။စသိမ်းမှာတော့ဝါစီယာရဲစခန်းမှာဒဏ်ရာတွေနဲ့ရောက်နေပြီးဖရီမန်ကရဲတပ်ဖွဲ့ကိုကာကွယ်ဖို့အတွက်ဗေမိုင်းရတွေကိုခွင့်ပြုထားတယ်လို့ပြောပါတယ်။ဟော့ကင်းကထပ်ပေါ်လာပြီးတော့ကလေးစားချေကိုချိန်ချပေမဲ့ဝါစီယာလှမ်းသွားနဲ့ဟော့ကင်းရဲ့မျက်နှာကိုထိုးလိုက်တဲ့အခါဟော့ကင်းပောက်ကွဲသွားပါတယ်။နောက်ထပ်ဗေမိုင်းရတွေအခန်းထဲကိုရောက်လာတဲ့အခါမှာတော့ဝါစီယာတိုက်ပွဲဝင်မှုအဆင့်သစ်ပြင်လိုက်ပါတော့တယ်။ဟုတ်ကဲ့ channel လေးကိုကြည့်နေတတ်တဲ့ဆိုရင်တော့ like and subscribe လေးလုပ်ပြီးတော့ဘေးနား notification လေးကိုနှိပ်သွားပေးပါအောင်နော်။နောက်ဆက်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်။